လူသက်သမားဆိုတာလူဖွဲ့စည်းရဲ့အနေအပေးဆုံးရာဇဝတ်ကောင်တွေပါဒါပေမဲ့လို့အဲ့ဒီရာဇဝတ်ကောင်တွေကိုယ်တိုင်ကကြောက်ရွံ့တုံလုပ်ရတဲ့လူသက်သမားတယောက်ရှိခဲ့ဘူးပါတယ်သူဟာတာမန်ပြည်သူတွေကိုပြစ်မှတ်မထားခဲ့ဘဲနဲ့မဒိန်းကောင်တွေလူသက်သမားတွေနဲ့မူးရှိရာဇာတွေကိုသာရွေးချယ်ပြီးတော့သူ့ရဲ့ကိုယ်ပိုင်ဥပဒေနဲ့အဆုံးစီရင်ခဲ့သူတဦးပါအဲ့ဒီလူကတော့ဘရာဇီးပြည်သူတွေရဲ့လက်တွေ့ဘဝထဲကဒုစရိုက်သမားတို့ရဲ့အိမ်မက်ဆိုးလို့တောင်တင်စားခံခဲ့ရတဲ့ပက်ဒရိုယိုဒရီဒွတ်စ်ဖီဟိုဒါမှမဟုတ်လူသက်သမားပက်ဒရိုပဲဖြစ်ပါ1954ခုနှစ်အတွင်းဘရာဇီးနိုင်ငံရဲ့မီနတ်စ်ဂျေရိုက်စ်ပြည်နယ်မှာအစပြုခဲ့တဲ့ပက်ဒရိုရဲ့ဘဝဟာအလင်းရောင်မမြင်ခင်မိခင်ဝမ်းပိုက်ထဲမှာကတည်းကအကြမ်းဖက်မှုတွေနဲ့စတင်ခဲ့ပါတယ်။ဖခင်ဖြစ်သူရဲ့ရဲရဲဆက်ဆက်ကံကြောက်မှုကြောင့်မိခင်ဝမ်းပိုက်ထဲမှာရှိနေတဲ့ပက်ဒရိုဟာဦးကောင်းခွန်ထိခိုက်ဒဏ်ရာနဲ့လူလောကထဲကိုရောက်ရှိလာခဲ့ရပါတယ်။စင်ရဲနွမ်းပါမှုနဲ့ဖခင်ရဲ့အိမ်တွင်းအကြမ်းဖက်မှုတွေအောက်မှာကြီးပြင်းလာခဲ့ရတဲ့ကလေးငယ်တစ်ယောက်ရဲ့စိတ်ဝိညာဉ်ဟာတဖြည်းဖြည်းချင်းပုံပြည့်ရင်းလာခဲ့ပြီးသူ့အတွက်တော့လောကကြီးမှာအကြမ်းဖက်ခြင်းဆိုတာဟာရှင်သန်ရေးအတွက်တခုတည်းသောဖြည့်ရှင်းနေဖြစ်လာခဲ့ပါတော့တယ်။သူ့ရဲ့ပထမဆုံးတရားဝင်လူသက်မှုဟာအသက်14နှစ်အရွယ်မှာစတင်ခဲ့ပါတယ်။သူ့ဖခင်ဟာမြို့တော်ဝန်ရုံးကအဆောင်တဦးအဖြစ်အလုပ်လုပ်နေစဉ်မှာကျောင်းကအစားအစာတွေခိုးယူခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့အလုပ်ထုတ်ခံလိုက်ရပါတယ်။ဖခင်ဖြစ်သူအပြစ်မရှိဘူးလို့ယုံကြည်တဲ့ပက်ဒရိုဟာမြို့တော်ဝန်ထောက်ကိုမြို့တော်ခန်းမရှိမှတင်တင်းနဲ့တွားရောက်ပြီးခတ်တက်ဖြတ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာလဲသူဟာရက်တက်မသွားခဲ့ဘဲနဲ့တကယ့်ပစ္စည်းခိုးသွားတယ်။တရားခံအစ်စ်သူခိုးကိုပါလိုက်လံရှာဖွေပြီးထပ်မံတက်ဖြတ်ခဲ့ပါတော့တယ်။ဒါဟာသူ့ရဲ့ဥပဒေမဲ့တရားစီရင်သူစိတ်သက်အစပြိုးလာတဲ့ပထမဆုံးခြေလှမ်းပါပဲ။လူတက်ပြီးနောက်ဆော်ပိုလိုမျိုးကိုထွက်ပြေးခဲ့တဲ့ပက်ဒရိုဟာမူးယစ်ဆေးဝါးရောင်းဝယ်တဲ့ဂုံးတွေထဲရောက်သွားခဲ့ပါတယ်။ဒါပေမဲ့သူကဒေသခံရာဇဝတ်ကောင်တွေပြိုင်ဘက်ဂုံးခေါင်းဆောင်တွေကိုအမဲလိုက်တက်ဖြတ်တဲ့နေရာမှာတဆဆနဲ့နမိတ်ကြီးလာခဲ့ပါတယ်။ဒီအချိန်မှာအဆိုးရွားဆုံးအချိုးကွေးကတော့ဖခင်ဖြစ်သူကမိခင်ရင်းကိုရဲရဲဆက်ဆက်တက်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းကိုကြားလိုက်ရချိန်မှာပါပဲမိခင်ကိုအရန်ချစ်တဲ့ပက်ဒရိုဟာအကျဉ်းထောင်ထဲမှာရောက်နေတဲ့ဖခင်စီကိုအဲ့ဒီအဖြစ်တွားရောက်တွေ့ဆုံခဲ့ပြီးအဲ့ဒီတွေ့ဆုံမှုမှာပဲသူဟာဖခင်ရင်းဖြစ်သူကိုအကျဉ်းထောင်ထဲမှာတင်မျက်တောင်မခတ်ပဲကလဲစားချေတက်ဖြတ်ခဲ့ပါတယ်မကောင်းမှုလုပ်တဲ့သူဟာဘယ်သူပဲဖြစ်ဖြစ်အသက်ခံရမယ်ဆိုတဲ့သူ့ရဲ့စီးမြင့်ဟာသွေးသားအရင်းကိုတောင်ချွင်းချက်မထားခဲ့ပါဘူး1993ခုနှစ်အသက်19နှစ်အရွယ်မှာတော့ပက်ဒရိုကိုရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ပါတယ်ဒါပေမဲ့ဖမ်းဆီးတဲ့နေ့မှာပဲရုပ်ရှင်ဆန်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါသေးတယ်ရဲတွေကပက်ဒရိုကိုအခြားရာဇဝတ်ကောင်2ယောက်နဲ့အတူရဲကားချုပ်ခန်းထဲမှာထည့်ပြီးစခန်းကိုခေါ်လာခဲ့တာပါရဲစခန်းကိုရောက်လို့ကားတကားဖွင့်လိုက်တဲ့အချိန်မှာတော့ရဲတွေအန်လာမင်တက်သွားခဲ့ရပါတယ်ကားထဲမှာပါလာတဲ့ရာဇဝတ်ကောင်တစ်ယောက်ဟာအသက်မရှိတော့ပါဘူးအကြောင်းကတော့အဲ့ဒီလူဟာမဒိန်းကောင်ဖြစ်တယ်ဆိုတာပက်ဒရိုတိသွားတဲ့အတွက်ရဲကားပေါ်မှာတင်အတန်တိတ်တက်ဖြတ်ပြေးလိုက်လို့ပဲဖြစ်ပါတယ်ထောင်ထဲရောက်သွားရင်လူတက်ပွဲတွေရက်တန့်သွားမယ်လို့ရဲတွေထင်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒါဟာမှားယွင်းခဲ့ပါတယ်အကျဉ်းထောင်ဟာပက်ဒရိုအတွက်တော့ရာဇဝတ်ကောင်တွေအများကြီးစုဝေးနေတဲ့အမဲလိုက်ကွင်းကြီးတစ်ခုလိုဖြစ်လာခဲ့ပါတယ်သူဟာအကျဉ်းထောင်အတွင်းနေထိုင်စဉ်ကာလတစ်လျှောက်လုံးမှာအခြားအကျဉ်းသားပေါင်း40ခုနှစ်ဦးထက်မနည်းကိုတပ်ဖြတ်ခဲ့ပါတယ်။သူတပ်တဲ့သူအများစုဟာမဒိန်းကောင်တွေကလေးသူငယ်အကြမ်းဖက်သူတွေနဲ့အကျဉ်းသားအချင်းချင်းအနိုင်ကျင့်တဲ့လူမိုက်တွေသာဖြစ်ပါတယ်။ဒီလောက်ရက်တွေကြောင့်သူ့ကိုထောင်ဒဏ်အနှစ်400ကျော်ချမှတ်ခဲ့ပေမဲ့ဘရာဇီးဥပဒေအရအကျဉ်းသားတစ်ယောက်ဟာအများဆုံးနှစ်30တာထောင်ကျခံရမှာဖြစ်လို့နောက်ပိုင်းဥပဒေအပြောင်းလဲတွေနဲ့အတူသူဟာထောင်ထဲမှာ40နှစ်ကြာနေထိုင်ခဲ့ပြီးနောက်လွတ်မြောက်လာခဲ့ပါတယ်။ပက်ဒရိုရဲ့အဖြစ်အပျက်ဟာဘရာဇီးပြည်သူတွေကြားမှာအကြီးအကျယ်စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။မှုခင်းစိတ်ပညာရှင်တွေကသူ့ကိုစိတ်ဝေဒနာရှင်အဖြစ်သတ်မှတ်ခဲ့ကြပေမဲ့ပြည်သူတချို့ကတော့သူ့ကိုသူရဲကောင်းဆန်တဲ့လူဆိုးတစ်ယောက်အဖြစ်ရှုမြင်ခဲ့ကြပါတယ်။ဥပဒေကအပြစ်မပေးနိုင်တဲ့ထောင်ထဲမှာအခွင့်ထူးခံနေတဲ့ရာဇဝတ်ကောင်တွေကိုပက်ဒရိုကသူ့နဲ့သူဟန်နဲ့ရှင်းလင်းပေးနေတယ်လို့လူတွေကခံစားခဲ့ကြရလို့ပါပဲ။2018ခုနှစ်မှာသူအပြီးတိုင်လွတ်မြောက်လာချိန်မှာတော့ကဘာကြီးကပြောင်းလဲနေခဲ့ပါပြီ။အသက်60ကျော်နေပြီဖြစ်တဲ့ပက်ဒရိုဟာ Digital ကဘာထဲကိုဝင်ရောက်လာပြီး YouTuber တစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ channel မှာဆက်ခိုက်ပါတောင်းချီရှိခဲ့ပြီးသူဟာလူငယ်တွေကိုရာဇဝတ်မှုတွေကအကျိုးမပေးဘူးအမောင်လောကထဲမဝင်ကြနဲ့ဆိုပြီးဆုံးမစကားတွေပြောကြားတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူဟာမှုခင်းမှတ်တမ်း podcast တွေမှာလည်းပါဝင်ပြီးသူ့ရဲ့အတိတ်ကအမားတွေကိုပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ဓာတ်နဲ့အသက်မွေးသူဟာဓာတ်နဲ့ပဲဇက်သိမ်းရတယ်ဆိုတဲ့စကားလိုပါပဲ2023ခုနှစ်မက်လ9ရက်နေ့မှာတော့အသက်68နှစ်အရွယ်ပက်ဒရိုဟာဆော်ပိုလိုပြည်နယ်မှာအမည်မသိတင်းနက်သမားတွေရဲ့ပြစ်ခတ်မှုကြောင့်လမ်းမပေါ်မှာပဲအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။လူပေါင်းခု20ကျော်တချို့မှတ်တမ်းများအရ100နီးပါးကိုတပ်ဖြတ်ခဲ့ပေမဲ့တားကောင်အားလုံးဟာရာဇဝတ်ကောင်တွေဖြစ်နေခဲ့တဲ့သူ့ရဲ့ဇလန်းဟာ
ကမ္ဘာမှုခင်းသမိုင်းမှာအလွန်ရှားပါးတဲ့မှတ်တမ်းတစ်ခုအဖြစ်ကြံရစ်ခဲ့ပါတော့တယ်